ရဲ့တောင်မဲ့မအူကဒကမတယောက်သူ့လင်ဘူးတလင်ဆန်ကျင်သွားတော့ဟုတ်တယ်လေမုံရွာရဲ့ဟိုပဲဘူးတလင်ဆိုတာရှိသူ့လင်ကဘူးတလင်မှာဆန်ကျင်သွားရဲ့နဲ့ယောဂတစ်ခုနဲ့ပြည့်စည်တော့တန်ကြိုးရောက်လာအဲ့ဒါအဖော်မိန်းမတယောက်ခေါ်ပြီးလိုက်သွားဟိုကြတော့အလောင်းမစစ်ဘူးရမ်းကိုအမလေးကြည်သောမျက်နှာလေးတောင်မြင်ရတော့ပါလားအလောင်းရှင်ကထွက်လာဟဲ့ငါညီမညီတို့ပဲရတော့ကျွတ်တော့မုံရွာတောင်မဲ့မဥပါပါတော့ကျုပ်လင်သားပြည့်စည်လို့လိုက်လာအမလေးခေါင်းသွင်းတာမြန်လှကြည့်လားနေဘူးတဲ့ကလာတဲ့လူရင်ပတ်စီကန်လိုက်တယ်လို့မျက်နှာလေးကိုတော့ကျုပ်မမြင်ရတော့ပါလားရန်ကိုတော့ဟိုကပြောတယ်ဟဲ့ငါညီမမငိုနဲ့တဲ့ဒါတို့အမေကြီးအလောင်းမစစ်ဘူးရန်ကိုအပေါ်လွှမ်းထားတဲ့ထမိန်တောင်သူကြည့်မထင်ပါဘူးအထက်ဆင့်ကြီးနဲ့တချို့ကအထက်ဆင့်နဲ့တချို့ကအထက်ဆင့်နဲ့ဒူးပါပဲအထက်ကဆင့်ထမ်းတာတဲ့အထက်ကဆင့်တာအဲ့ဒါနဲ့အလောင်းပြောင်းကိုသင်းချိုပြီးတော့ပြန်လာခဲ့ရအဖော်မိန်းမပြောတယ်တငယ်ချင်းမရဲတဲ့ငါရှက်လုံးလို့တဲ့ကိုချက်ရှောင်းပြောပါနဲ့မလေးညိနဲ့ကြံကြီးစီရတငယ်ချင်းချင်းပြောပါဟုတ်ပါဘူးအေးတဲ့အိမ်ပုတ်ထဲစဘာ10တောင်းထည့်ထားပါတယ်တဲ့အဲ့ဒါညိနှုတ်ပိတ်ခါ9တောင်းပေးပါမယ်မလေးနဲ့ညိစဘာလည်းမလိုချင်ပါဘူးတဲ့ပြောပါဘူးဟုတ်ပါဘူးအေးတဲ့ငါကိုယ်တိုင်ရွက်ပို့ပါမယ်တဲ့ဒါပြင်ပို့ချင်တဲ့ပို့ပေါ်တဲ့9တောင်းဆိုနဲ့တာမှလို့လဲလိုချင်သေးတာကိုဒါနဲ့စဘာ9တောင်းနှုတ်ပိတ်ခါနဲ့ပြောပြီးတော့ပြန်သွားကြရွာပေါက်ရောက်တော့မိန်းမကြီးတယောက်ကစီးမေးဟဲ့ညီတို့ဘယ်ကလာကြလဲဒီတော့ခုံမိန်းမပါးစကရားလာအေးတဲ့ညိစဘာ9တောင်းနဲ့ငါမပေးချင်နေတော့ငါတော့မပြောပဲနေကိုမနေနိုင်ဘူးလို့ထုတ်ပြောဘာပြောကောင်းလဲမိမနှစ်ယောက်ဖုံထိုင်နောင်ချင်းမိမနောင်ချင်းချကြမနှဲဝိုင်းဖြင်ရကဲစဉ်းစားကြည့်လေပြိတ္တာမိမပိတ်မရတာတော့စဘာ9တောင်းနဲ့ပိတ်တာတော့မလုံဘူးလို့ဆိုတာဒီမှာစဘာ9တောင်းဆိုနဲသလားပြိတ္တာကဲကွာ9တောင်းနဲ့ပိတ်တာတော့မလုံဘူးဆိုတော့